လက်ရှိကလောမျိုးမှာလူကြိုက်အများဆုံးနဲ့လူကြိုက်အရှာဆုံးဖြစ်တဲ့ရက်ကွက်3 VIP ရက်ကွက်မှာကျွန်တော်မြေကွက်တစ်ကွက်ခဏပြပြမှာဗျအဲ့ဒီမြေကွက်ကအိမ်လည်းပါပြီးသားဖြစ်မယ်အဲ့ဒီအိမ်လေးရဆိုကျွန်တော်တစ်ထပ်ခွဲအိမ်လေးပေါ့ဗျာအသေးစိတ်ကျွန်တော်ပြပြမှာဗျဒီအိမ်လေးပါဗျအိမ်ကဒါကတော့ကျွန်တော်တို့ကားဝင်ဖို့အတွက်ကားပါကင်လေးဖြစ်မယ်ပြီးတော့ဒီကနေဆိုရင်တော့ဒါကျွန်တော်စိုင်ခန်းဖွင့်ဖို့အတွက်ဆိုရင်လည်းအဆင်ပြေမယ်ဗျကျွန်တော်ဒီစောက်ထားတဲ့ရည်ရွယ်ချက်ကအောက်ထပ်မှာကျွန်တော်စိုင်လည်းဖွင့်လို့ရမယ်အပေါ်ထပ်မှာလူနေလို့ရမယ်အတူvacation home အတွက်ပါကျွန်တော်သုံးလို့ရမယ့်အနေထားလောက်ထားတာရှိဗျဒီစိုင်ခန်းနေရာကိုတော့အကျယ်ဖြစ်အောင်တော့လောက်ထားတယ်ဗျနောက်ဒါလေးကတော့မိဖို့ခန်းပါဗျပြီးရင်ညာအပြင်ဘက်ပြန်ထွက်မဲ့လမ်းကြောင်းလေးဖြစ်မယ်နောက်ဒါလေးကတော့အပြင်လာတဲ့အဲ့ဒီအတွက်ကိုသုံးလို့ရမယ်ပြီးတော့အိမ်ရှင်တွေအတွက်ကိုတည်တက်နေလို့ရမယ့်နေရာလေးကတော့ကျွန်တော်အပေါ်ဘက်မှာရှိမယ်ဗျဒီနေရာလေးဆိုရင်တော့ကျွန်တော်အောက်မှာလွတ်လို့ရင်တော့ဟိုမှာလွတ်လက်လေးဒါနေဖို့အတွက်ပေါ့နော်ဒါတော့တည်တက်တွဲလိုက်ပြီပါဗျဒါကျွန်တော်ပတ်လည်မိုက်ခိုင်းလို့ရှိတဲ့ပြရှုခင်းနေကိုအလှဆုံးပြအပေါ်စီကနေယူထားတဲ့နေရာလေးပါဗျပြီးတော့ဒီအောက်မှာဆိုရင်လေပါကီကိုတေချာလေးခင်းထားတာဖြစ်တော့တဲ့အေးတောင်လည်းကျွန်တော်သိမပူပါဘူးနော်ပြီးတော့ရက်ွက်3ဆိုတာတီးတဲ့အတိုင်းပဲရေရောပြီးတော့ကျွန်တော်24နာရီရတာဖြစ်တဲ့အတွက်တခြားစိတ်ပူစရာတော့ဘာမှမရှိပါနော်အေးသွားမှာတော့ပါတော့ပြီးတော့ပိုင်ဆိုင်မှုကလည်း grab ကြီးရှိပြီးသားပါဗျာဒီကနေကြည့်မှဆိုရင်တော့ဒီအပေါ်ကဒါ hill top ပါဗျာဟေးတောင်းကနေလာမှဆိုရင်တော့ဒီလမ်းစုံကနေတကွန်းငုတ်လေးတကွက်ကြော်လေးပေါ့ဒီဖက်ဆိုရင်တော့ဒါထင်းရှူတော်တန်းနေနဲ့ဒါတော့တတော်ဧရိယာလေးပေါ့နော်ပဝန်းကျင်မှာလည်းလူကြိုက်ပြတဲ့နေရာလေးတစ်ခုပါဗျာ